ကျွန်တော်ရဲ့ဒီနေ့ကျောင်းသွားမယ် vlog လေးပဲဖြစ်ပါတယ်အားလုံး good morning ပါဒီနေ့စောနေသေးရဲ့ဗျာနော်ဆိုတော့ကျွန်တော်9မိနစ်လောက်ခဏအိတ်လိုက်အောင်ဗျာပြီးရင်ကျွန်တော်ကျောင်းသွားဖို့ပြင်ဆင်မယ်ကျွန်တော်ကျောင်းမှာစာတွေဘယ်လိုသင်လဲကျောင်းရဲ့တနေ့တာလေးပေါ့ဗျာနော်ကျောင်း daily vlog at school ပေါ့နော်အဲ့လိုမျိုးလေးကြိုက်ပါခုတော့9မိနစ်လောက်ပေးရအောင်ဟုတ်လားစင်းနိုင်တော့ခွဲဝိုက်တာhello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ stay at home vlog လေးကြိုက်တော့ဖြစ်ပါတယ်အားလုံးကြည့်ပေးကြပါကဲဒီနေ့ကကျွန်တော် stay at home vlog ဆိုတော့ကျွန်တော်အိမ်မှာပဲဖြစ်ပါတယ်เนาะပြီးရင်ကျွန်တော်အဝတ်ဒီပိုင်းရှောင်းမယ်အခန်းလေးပိုင်းရှင်းလိုက်မှာပါเนาะပြီးရင်စာလေးပါဒီနေ့လုပ်မယ်เนาะ okay ဆိုတော့မနက်အိယာထားတဲ့ချိန်ကနေညအိယာဝင်တဲ့အထိပဲတော့မှာဖြစ်တယ်ဟာကင်မရာဒီဘက်မှာ shit တော့ကျွန်တော်အိယာနိုးတာနဲ့ကျွန်တော်လုံးလေးလုံးထားရှိတဲ့အရာလို့ရှိရပေါ့เนาะအဲ့ဒါကတော့YouTube ကြည့်ရပါ YouTube ပေါ်မှာကျွန်တော်ကဘာသတင်းတွေပါတယ်ပေါ့เนาะအဲ့လိုမျိုးလေးကျွန်တော်ကြည့်ပြတယ်ဗျာเนาะတနေ့နေတိုင်းနေသူကအဲ့လိုမျိုးကဘာကြီးမှာဘာတွေဖြစ်ပြက်နေလဲအဲ့လိုမျိုးကျွန်တော်သိချင်တယ်ကွာသိချင်တယ်ကျွန်တော်မနက်မိုးလင်းတာနဲ့အဲ့လိုမျိုးnews channel ဒီကနေမှာကဘာသတင်းတွေပဲကြည့်တယ်တော့ကျွန်တော်ဒီနေ့ခဏနေကျွန်တော်နီးလေးစားရပါတယ်စားမယ်ပေါ့နော်စားပြီးလို့ရှိရင်တော့ကျွန်တော်အဝတ်လျှော်ပဲပေါ့နော်အဝတ်လျှော်ဖို့ကကျွန်တော်တော့မပြင်းတယ်ဘူးဗျာအဲ့လိုမျိုး3-4ရက်တစ်ခါလျှော်တော့လေအဲ့လိုအဝတ်ထည်တွေကတော့ပုံနေရမျိုးတော့မရှိဘူးပေါ့နော်ဆိုတော့ဒီနေ့လျှော်ကလည်းအများဆုံး4-5တယ်လောက်ပဲเนาะအဲ့လိုအိမ်ကြီးဝတ်လေးတွေကြောင်းသွားပြီးသားဟာလေးပေါ့နော်အဲ့လိုမျိုးလေးဟာမျိုးလေးပဲလျှော်ဖို့ရှိတာပါဆိုတော့ easy ပါပဲဒီနေ့ဘာစားရင်ကောင်းတယ်လို့စဉ်းစားနေရပါတော့ချက်ပင်စိန်နဲ့ထမင်းစားရင်ကောင်းလားဒါမှမဟုတ် KFC ဒါမှမဟုတ်ဒီမြန်မာသမင်းဟင်းပေါ့နော်အခုလိုမစားတာကြားရတာသူစားရင်ထမင်းရောမစားတာကြားပြီဆိုတော့ထမင်းကြော်လေးမှာလိုက်ပြီပေါ့နော်ကနန်းသားထမင်းရောနော်အဲ့ဒါလေးစားလို့တော့စဉ်းစားနေဆိုတော့ခဏလေးအခုကတော့အင်္ဂါတက်နေပါတော့လေးကလေးလုံးနာမဝဲ Can I change the light I mean you and me ain't the key my minute go This on Jenny me and myသမင်းကြော်ရောင်းနေမလို့သွားယူမလို့ပါအောက်ဆင်းနေရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်သမင်းကြော်ပေါ့နော်သမင်းကြော်တောင်းရင်ကောင်းမလဲဆိုတော့ကျွန်တော်အားလေးတောင်းမယ်ပေါ့နော် Starring Paige. Thank you. ကဲအေးလေးရောက်ပြီထမင်းကြော်လည်းရောက်ပြီဆိုဝါးကြီးဆွဲလိုက်အောင်မယ်နော်စားပါအောင်လို့တော့မပြောတော့ဘူးเนาะတပူးပဲပါတာကိုယ့်အကူတော့တိတ်မဝါချင်အောင်ဆိုတော့လေเนาะOkay ဒါထမင်းကြော်ပါဒါတော့ငရုတ်သီးကြော်ပါဒါတော့အေးပေါ့နော်ဒါတော့လူကြီးကြီးရုပ်ရှင်ပေါ့နော်ကဲအခုကျွန်တော်ဝါးဒီလေးဆွဲပြီးသွားပြီဆိုတော့ကျွန်တော်အခန်းလေးပါရှင်းမယ်ဝတ်တွေပါရှော်မယ်လှုပ်ဆက်ရှိရလှုပ်မယ်ပေါ့နော်ပြီးလို့ရှိရင်စာလေးပါလေးနည်းနည်းလေးလှုပ်မယ်ပေါ့နော်အဲဆိုတော့ဝါးဒီဆွဲရတော့ကွာအဲ့လိုရစောပြည့်တယ်ရောလေတက်ကြွရတယ်ပေါ့ဒီကလှုပ်ပေါ့ ဟ
我多说了。ကဲခုနကကျွန်တော်ခဏအိပ်ပျော်သွားတယ်ဗောနော်အခုကတော့စာလုံးနေရပါနော်စာလုံးနေရပါကျွန်တော်ကုတ်တွေပဲရေးပြီးတော့မှ mobile app ပေါ့နော်ကျွန်တော်အကြောင်း assignment တင်ရမှာမလို့စာလုံးနေရပါအခုပြီးကန်ကြီးပြီဗျပြီးကန်ကြီးအရင်လွယ်နေတော့ဟိုကျွန်တော်ခဏလေးနေပြီးသွားတယ်ဗောနော်ပြီးမှာပါကဲ assignment တော့ပြီးသွားပြီဗျာနော် assignment ပြီးသွားပြီ assignment လည်းတင်လိုက်ပြီဟုတ်လားဆိုတော့စာလေးပြီးသွားပြီပေါ့နော်တကယ်စာကြိုးစားတဲ့လူငယ်တယောက်ပါအခုတော့ကျွန်တော်အဝတ်သွားလျှော်မယ်ပေါ့နော်အဝတ်သွားလျှော်မယ်လျှော်မဲ့ဝတ်ကတိတ်အများကြီးတော့မဟုတ်၄-၅တယ်လောက်ပဲဆိုတော့ဒါလည်း easy ပါပဲဝစ်လမ်းမှာပါနော်အောက်မှာ dryer ဆက်တာကွန်ဒိုရဲ့ dryer ဆက်ပြန်လို့ဝစ်လမ်းမှာကဲအခုဝေးလဲလျှော်ပြီးပြီဆိုတော့ easy ဖြစ်သွားပြီလုံးဆရာရှိရအကုန်ပြီးသွားပြီဒင်နာစားဖို့အခုမုန်းမှာမယ်ခဏနေပြန်ဒင်နာစားမယ်ပြီးလို့ရှိရင်YouTube လေးပါလေးကြည့်ပြီးလို့ရှိရင် game လေးပါလေးခဏဆော့ပေါ့ဗျာနော်အခုက9နာရီခွဲကြော်တော့ရှိပြီလောလောဆယ်ကတော့ကျွန်တော်ဂရင်းပေါ်မှာမတက်ရက်နေတာပေါ့နော်ဂရင်းပေါ်မှာမတက်ရက်နေတာဟမ်ကဲအခုအောက်မှာဒင်နာစားဖို့ delivery ရောက်တော့တွားယူမှာဖြစ်ပါတယ်မှာတော့တင်တာပေါ့နော်သမင်းနဲ့စားဖို့ကဲအခုကျွန်တော်သမင်းစားပြီးသွားပါပြီเนาะကျွန်တော်ရဲ့ဒင်နာအကျင်လေးနဲ့သမင်းလေးနဲ့ဝါးဒီဆွဲပြီးသွားပါပြီเนาะအခုကျွန်တော် YouTube ကြည့်နေစားရအောင်အဲဆိုဒီနေ့တနေ့တာကတော့ဘာမှတော့မရှိတော့ဘူးဗျခဏနေဂိမ်းလေးပါလေးစော့ပြစ်မလားမသိဘူးပေါ့လေเนาะโอเคကဲအခုကျွန်တော်လှဲနေရပါပေါ့เนาะကျွန်တော်ခုနကတော့ဂိမ်းဆော့ရင်ကောင်းမလားရုပ်ရှင်ကြည့်ရင်ကောင်းမလားပေါ့လေပြီးတော့အတွေးတစ်ခုဝင်လာဩငါဘဝတိုးတက်ကြအောင်ပေါ့နော်စာလေးပါလေးဖတ်တာတို့နော်ကို skill လေးတွေမြင့်အောင်ပေါ့နော်အဲ့လိုမျိုး coding တွေဘာတွေလေ့ကျင့်မယ်ပေါ့နော်အဲ့လိုမျိုးစူးစမ်းခြင်းစိတ်လေးပေါ်လာတော့ငါအဲ့ဒါချမယ်ပေါ့နော်ငါလုပ်မယ်ဒီညနောက်ကြရင်လည်းနောက်ကြပလေးစီပေါ့နော်မအိတ်လည်းမနေပေါ့နော်ငါစူးစမ်းမှရမယ်ဆိုပြီးတော့မှအဲ့